ဆိုတော့ခါတလေ marketing ဘာနဲ့တူလဲဆိုရင်ကောင်လေးတွေကောင်မလေးတွေလိုက်တာတူတယ်ပူပန်းတာပေါ့စားပါတော့ကောင်မလေးက customer လိုပဲဆိုရကောင်လေးကဒါကိုလုပ်ငန်းပေါ့ကောင်မလေးကိုသူချစ်ချောင်းပြဖို့ဆိုတာလိုပဲပေါ့နော်ရှင်ထဲမှာတော့ဒီကောင်မလေးကိုအရင်ချစ်တယ်ပြောတယ်ဒါပေမဲ့သူမသိဘူးပေါ့တေချာကတော့နီးစပ်ဖို့ကတော့ဝေးတယ်ပေါ့ဆိုတော့လုပ်ငန်းမှလည်းအဲ့လိုပဲကျောင်းပစ္စည်းကအရင် quality ကောင်းတယ်ကို stay လည်းတတာတယ်သုံးလိုက်တာနဲ့အရင်ထိရောက်သွားမှာကျွန်တော်ဝန်ဆောင်မှုသုံးလိုက်တာလည်းအရင်ကြိုက်သွားမှာဒါပေမဲ့ customer ကဒါတွေကိုသိမကြရအောင်ကျွန်တော်တို့ကချစ်ချောင်းပြဖို့တူပေါ့နော် marketing မှာရောခုနအခြေရရှိရအောင်နော်ဘယ်လိုပြရမလဲလို့ကျွန်တော်လက်တွေ့တက်တည်ပြလို့ရတယ်ကိုယ့်ရဲ့ product က blender ရောင်းတယ်ပေါ့အမောင့်ကျိတ်ဆက်ရောင်းတယ်ပေါ့ဒီအမောင့်ကျိတ်ဆက်ကအရင်ကောင်းတယ်အိမ်ဘက်ကိုတော့မှအမောင့်ဖြစ်သွားချိန်လို့ရလိုက်တယ်ဆိုရင်ဒါကို video နဲ့ရိုက်ပြီးတော့ချပြလိုက်တာတခါတည်းဒါရောင်းနေစေလေဒီဒါကဘယ်လောက်ထိထက်တယ်အားလေးနည်းနည်းလေးစိုက်လိုက်တာနဲ့အသီးနဲ့ပြတ်တယ်ဒါတွေကဖုန်ကြီးရတယ်ဒီလောက်ထိကိုချပြလိုက်တယ် customer လက်ခံပေါ့နော်ဒါသူများရတယ်ပေါ့ကိုဘယ်လောက်ထိချစ်တယ်ကို product ဘယ်လောက်ကောင်းလဲချက်ပြီးဝင်ရတယ်ပေါ့နော် customer ကို product ကိုကောင်းအောင်ကိုချစ်ကြောင်းထုတ်ပြပါပြောပြပါဒီလိုရိုက်ပြပါ TikTok မှာလည်းရိုက်ပါ Facebook မှာလည်းရိုက်ပါကျွန်တော်တို့ဒါတွေများများပြပါဗီဒီယိုတွေများများရိုက်ပြီးတော့ပြနိုင်လို့တောင်းနေပါပဲဒီဗီဒီယိုလေးကကိုယ့်အတွက်အတွေ့အကြုံခုပေါက်ပါမယ်လို့ညွှန်လင်းပါတယ်ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်ဒီ MOE ရဲ့ Facebook နဲ့ TikTok page လေးတွေကို follow link လုပ်သားပေးပါအောင်ကျေးဇူးများတင်ပါတယ်ခင်ဗျာ